အဲ့ရဆိုဖာတွေနဲ့ထိတွေ့တိုင်းလူတိုင်းအန်တီရဲ့တစ်ခုနဲ့ကြုံတွေ့နေရတာကိုတိမထားမိကြဘူးချင်းတို့အင်းကြီးတွေအဝတ်စားတွေနေ့တိုင်းရှုံနေပေမဲ့ချင်းတို့ရဲ့မှုရဆိုဖာတွေတချို့အိမ်တွေဆိုခလေးအပေါ်သွားပြီးရင်ဒီတိုင်းခွက်နေအဲ့ဒါတွေကိုဒီတိုင်းပဲတုံးနေတော့မယ်လားအဲ့ဒါဆိုရင်မမြင်နိုင်တဲ့ပိုးမွှားတွေကြီးတွေရှိနေတဲ့ကြောင့်မလို့အရေးပြပြဿနာကျမရေးတိခိုက်နေပါတယ်မှုရတွေဆိုဖာတွေကတိပါကော်စောတွေညစ်ပေသွားလို့တက်ရှင်လောက်ရခက်လို့စိတ်ညစ်နေတယ်မှာအဲ့ဒါဆိုရင်မှုရဆိုဖာတွေကိုအိမ်တရာရ6ရှော်ဝန်စာမှုပေးနေတဲ့လုပ်ငန်းတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်အဲ့ဒါကအောင်ဒီ cleaning service ပဲဖြစ်ပါတယ်ရှင်သူရဲ့လိပ်စာကတ်ကိုတော့ TikTok Facebook ဒီ page ကိုပြထားပေးပါတယ်ရှင်အိမ်ကအဲ့ရတွေကြီးမဟုတ်ဘဲနဲ့ spray မှုရဆိုဖာဒီပါကော်စောတွေရုံသုံးဆိုဖာတွေအမွေးပေါ်အယုတ်တွေဆက်နဲ့အတွင်းပိုင်း6တဲ့အထိရှော်ပေးပါတယ်ရှင်အောင်ဒီ cleaning ကမော်လမြိုင်မှုတုံကပဝက်တမျိုးစဲကျိတ်ခမီနဲ့မြို့ရွာတွေအထိအိမ်တရာရောက်လာရှော်ပေးပါတယ်နော်ဟိုတယ်တဲခုခန်း KTV ဆေးရုံအဲ့လိုမျိုးအများနဲ့ဆိုရင်တော့ဆေးလျှော့ပေးပါတယ်ရှင်ညာရတော့နာရတော့ခေါင်းကောစောဖလေကြတော့ဟိုက်တော့မင်ကအချောင်းလုံးဒီဖုန်းနံပါတ်တော့ချက်ခေါ်မနော်သူများကိုခုံကိုသူများ2ခု5ခုသူများဖုန်းနံပါတ်ကိုလည်းဆက်သွယ်ပြီးတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်ကျမရဲ့အတွက်အနည်းဆုံးကိုယ့်ရဲ့မှုရာဆွေဖာတွေကိုတိုက်ရှင်ရလုပ်ဖို့မမေ့ကြနဲ့နော်